content creator လုပ်တဲ့ဆိုတာကထင်တော့မရိုးရှင်းဘူးဗျကျွန်တော်တို့နေ့စဉ် post တင်ရတယ်ကျွန်တော်တို့ video တွေလူကြည့်အောင်ကြိုးစားရတယ်လို့ကျွန်တော်တို့ရဲ့ branding တွေကောင်းအောင်လဲကျွန်တော်တို့လေ့လာရတယ် mindset တွေမြင့်ရတယ်ဒီတော့အခုကျွန်တော်ပြောမယ့်အကြောင်းအရာကတူးတယ်ဖန်တီးနေတဲ့ creator တွေအတွက်ကိုပြောချင်တာပါအဖွဲ့အစည်းနဲ့ဖန်တီးနေတဲ့ creator တွေကျွန်တော်မပြောဘူးအဲ့တော့ကျွန်တော်ဒီအခု one man show တယောက်တည်းနဲ့ဖန်တီးနေတဲ့ creator တယောက်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အတွေ့အကြုံကျွန်တော်ရဲ့ experience နဲ့မိတ်ဆွေတို့ creator စလုပ်မဲ့သူတွေအတွက်သိရမယ့် mindset ကိုကျွန်တော်ပြပေးမယ်စိတ်ဝင်စားတယ်ဆိုရင်လိုက်ကြည့်ပါဒါတွေကကျွန်တော်ရဲ့သင်တန်းမှာထည့်သင်ပေးတဲ့ mindset တွေဖြစ်ပါတယ်အဲ့ဒီအချက်တချို့ကိုကျွန်တော်ထုတ်ပြီးပြောပြပေးမှာပါအဲ့တော့ let's go whiteboard မှာကျွန်တော်ရေးပြထားတယ်2 not 3 2 not 3အဓိပ္ပာယ်ကနှစ်ခုပဲသုံးခုမဟုတ်ပါဘူးအဲ့ဒီ mindset ကိုကျွန်တော်ရှင်းပြပေးမယ်အဓိကကတော့ကျွန်တော်တို့ solo creator တွေအတွက်ဖြစ်ပါတယ်ကျွန်တော်လိုမျိုးတယောက်တည်းဖန်တီးမဲ့သူတွေတယောက်တည်းရုန်းကန်မဲ့သူတွေအတွက်ကိုကျွန်တော်ပြောပြချင်တယ်သို့မဟုတ်အဖွဲ့အစည်းနဲ့တိုက်ကိုက်နေတယ်ဆိုလို့ရှိရင်လည်း apply လုပ်လို့ရပါတယ်ဒီဟာလေးက okay အဲ့တော့ကျွန်တော်တို့ဒီမှာဇာတ်ကွက်လေးရှိတယ်ဇာတ်ကွက်ထဲမှာကျွန်တော်တို့ဒီဘက်မှာတော့ item ပေါ့နော်ကိုလိုချင်တဲ့အရာဖြစ်ချင်တဲ့အရာလေးတွေကို item လို့ရေးထားတယ်ဒီမှာ option 1ရှိတယ် option 2ရှိတယ် option 3ရှိတယ်ဒါကတော့ရွေးချယ်စရာ၃ခုဖြစ်ပါတယ်အဲ့တော့ item မှာအရင်ဆုံးပထမဆုံးကျွန်တော်တို့ကကားပေါ့နော်စီယာကားနော်ကျွန်တော်တို့မောင်းတဲ့ကားမိတ်ဆွေတို့ကကားတစ်စီးဝယ်ခြင်းနဲ့ထားကားတစ်စီးဝယ်ခြင်းနဲ့ဆိုရင်လူတိုင်းမှာကနော်ပြည့်စုံမနေဘူးအဲ့တော့ကျွန်တော်ပထမပြောလို့ပဲ solo ဖြစ်တဲ့အတွက်ကျွန်တော်တို့မှာတယောက်တည်းတူးတဲ့ခေါင်းတစ်လုံးနဲ့လက်နှစ်ဖက်ပဲရှိတာပြောရမှာဆိုကန့်သက်ချက်တွေရှိတယ်အဲ့တော့ကျွန်တော်တို့ကကားဝယ်ခြင်းပြီဗျာအဲ့တော့ကျွန်တော်ဘယ်လိုကားဝယ်ခြင်းတာလဲဈေးဘယ်လောက်တက်နိုင်တယ်လဲဘာအမျိုးအစားလိုချင်တာလဲဒါတွေရှိတယ်အဲ့တော့ကျွန်တော်တို့မှာ option 3ခုရှိတယ်လို့သဘောထားလိုက်ပထမဆုံး option ကကျွန်တော်တို့က price ပေါ့နော်price ဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကmodel ဖြစ်မယ်နော် model မှာကျွန်တော်တို့ကဒါဘယ်နှခုနှစ်ပေါ့နော်ဒါဘယ်နှခုနှစ်ဆိုတာပါလိုက်မယ်နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုရင်အခုနိုင်ငံမှာကျွန်တော်တို့အများအားဒုက္ခရောက်နေတဲ့ license ပေါ့နော် license တစ်ခုဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော်တို့က price က model license ၃မျိုးလောက်ရတော့မယ်အဲ့တော့မိတ်ဆွေတို့ကကားတစ်စီးဝယ်မယ်ဆိုရင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာနေတယ်ဆိုရင်ကျွန်တော်တို့ license မှာဝက်တောက်ကားရှိတယ်နော်ပြီးရင် license လည်းရှိတယ်အဲ့တော့အဲ့တစ်ခုတည်းတစ်ခုတော့ကျွန်တော်တို့ရွေးရလိမ့်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော် model ရွေးရမယ် model ကကြတော့ကျွန်တော်တို့က2000အောက်ကိုလိုချင်တာလား2000အထက်လိုချင်တာလားဒါမှမဟုတ် latest နော်2025 2025 2026 model လိုချင်တာလားရှိလိမ့်မယ်နောက်တစ်ခုကတော့ price okay အဲ့တော့ကျွန်တော်တို့မှာ option 3ခုရှိတယ်ဆိုလို့ရှိရင်ကန့်သက်ချက်တွေကလာပြီ okay အဲ့တော့ကျွန်တော်ကဗျာ license ကားလိုချင်တယ် model မြင့်ညင်တယ်တေးကြတယ်အဲ့ဒါကဘာဖြစ်မလဲကျွန်တော်တို့ဒီ price ကလုံးဝ high ဖြစ်သွားလိမ့်မယ်ရှင်းရှင်းလေးပဲเนาะကျွန်တော်ဒီ option နှစ်ခုကိုရွေးလိုက်ပြီဆိုတာ ਨੇ ဒီတစ်ခုက auto တက်သွားအောင်အဲ့တော့2 not 3ဆိုတာကအဲ့ဒီအဓိပ္ပာယ်လေးကိုပြောချင်တာပါအကယ်၍မိတ်ဆွေတို့ကကျွန်တော်ကဒီ model မြင့်တာလည်းလိုချင်တယ်ဈေးနှဲတာလည်းလိုချင်တယ်ဆိုရင်တေးကြတယ်ဒီ license ကတော့ရချင်ပါရလိမ့်မယ်ဝက်တော့ကားဖြစ်လိမ့်မယ်အဲ့တော့တစ်ခုရွေးပြီဆိုရင်တစ်ခုက automatic ကျွန်တော်တို့မှာ auto changes ဖြစ်သွားတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကနှစ်ခုပဲရမယ်သုံးခုတော့မရဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့တစ်ချက်ပေါ့နော်ထပ်ပြီးကြည့်ပေးပါအဲ့တော့ဒီမှာ burger ပေါ့နော် burger ကျွန်တော်တို့စားတဲ့ burger နော် fast food burger ဆိုတာ fast food ဖြစ်ပါတယ်နော်ကျွန်တော်တို့ကျွန်တော်နိုင်ငံသားမှာကြောင်းတက်တော့ဆိုရင်ကျွန်တော်တို့ကြောင်းသွားလို့ရှိရင် burger စားရင်စားမစားရင် hot dog လို့ပါလို့စားရတာဒါတွေကို fast food လို့ခေါ်တယ်ဘာကြောင့် fast food လို့ခေါ်တာလဲဆိုတော့အလင်းအမြန်စားရတာမြန်သွားဖို့ယုံသွားရင်ယုံမမီလို့ကြောင်းသားတွေကြောင်းသွားရင်မမီပါဆိုလို့အမြန်စားရတာ fast food လို့ခေါ်တယ်တိုးတော့ကျွန်တော်မြန်မာပြည်မှာကြာအဲ့ဒီ fast food တွေကိုစိုင်ကြီးကနားကြီးမှာသွားထိုင်ပြီးတော့တရားစားရတာပေါ့နော်ကျွန်တော်ပြောပြပါပြီမြန်မာပြည်စနစ်ရှိတယ်မြန်မာပြည်မှာ old ecosystem ရှိတယ်ဒါလေးကိုလည်းကျွန်တော်ရှေ့ပြီးတော့ပြောပြီးမကြည့်ရသေးရင်သွားကြည့်လိုက်ပေါ့နော်အဲ့တော့ဘာကာပေါ့ဗျာမိတ်ဆွေတို့ဘာကာတစ်လုံးစားခြင်းလဲဆိုရင်သူ့မှာဘာရှိလဲဆိုလို့ရှိရင် price ရှိမယ်အပေါ်က price ရှိမယ်ပြီးရင်သူ့ရဲ့အရသာရှိမယ်ဗျာပြီးရင်ကျွန်တော်တို့ဘာလဲအချိန်ပေါ့နော်တိုင်းရှိမယ်နော်ဒါကတော့ taste ပေါ့နော်ဒါကတော့ price အဲ့တော့ဗျာကျွန်တော်တို့ကဒီလိုမျိုး variable 3ခုပေါ့နော်ရွေးရမယ်ဆိုရင်ဟုတ်ပြီကျွန်တော် fast food ဖြစ်တဲ့အတွက်ကျွန်တော်တို့အချိန်မြန်သွားနေတာဖြစ်တဲ့အတွက်ဟုတ်ပြီအချိန်မြန်နဲ့ကျွန်တော်တို့
နော်ဒီပေါင်မုတ်ဘာကာတစ်ခုလိုချင်တယ်အဲ့တော့အရသာလည်းကောင်းချင်တယ်အချိန်လည်းမြန်ချင်တယ်ဆိုလို့ရှိရင်တေချာတယ်ကျွန်တော်တို့ဈေးနှုန်းကတော့ကြီးလိမ့်မယ်ဈေးကြီးလိမ့်မယ်နော်အရသာကောင်းစားချင်တယ်မြန်လဲလိုချင်တယ်ဆိုရင်ကျွန်တော်ဈေးကြီးလိမ့်မယ်ဒါပဲဟုတ်ပြီအဲ့ဆိုကျွန်တော်ကပဲအချိန်ရတယ်ဗျာကိစ္စမရှိဘူးအချိန်မလိုဘူးဗျာကျွန်တော်ကြိုက်တဲ့ချိန်မှရရောမြန်မာပြည်မှာလို့ပေါ့နော်ဈေးလဲတက်တာခြင်းနဲ့အရသာလေးလည်းရှိခြင်းနဲ့ဆိုရင်တေချာတယ်ဒီချိန်ကတော့ကျွန်တော်တို့ကကြာသွားလိမ့်မယ်အဲ့တော့ဒီနှစ်ခုကိုရွေးပြီးဆိုနေကောင်ရနော်အဲ့တော့ကျွန်တော်တို့ကဈေးလဲတက်တာခြင်းနဲ့အချိန်လဲမြန်ခြင်းနဲ့ဗျာထားပါတော့နော်အချိန်ကမြန်ခြင်းနဲ့ဈေးကတက်တာခြင်းနဲ့အဲ့ဒါဆိုရင်ဘာဖြစ်လဲကျွန်တော်အရသာကကျသွားလိမ့်မယ်နော်ပြောချင်တာအပေါ်စားပေါ့ဗျာအပေါ်စားပဲရမှာနော်အချိန်လဲမြန်ခြင်းနဲ့ဈေးလဲတက်တာခြင်းနဲ့ဆိုရင်တော့အရသာကျွန်တော်တို့ကောင်းကောင်းရမှာမဟုတ်ဘူးမြန်လောက်ရတာဖြစ်တဲ့အတွက်ဈေးလဲတက်တာဖြစ်တဲ့အတွက်အဲ့တော့ဒါဒီကျွန်တော်တို့ဒါ action ပေါ့နော်ဒီနှစ်ခုရွေးလိုက်ပြီဆိုရင်တခြားတစ်ခုကလိုက်ပြီး action changes ရှိတယ်အဲ့တော့ဘယ်တော့မှကျွန်တော်တို့ကအကုန်လုံးတစ်ပြိုင်တည်းရအောင်လုပ်လို့မရအောင်နော်အဲ့ဒါလေးကိုမှတ်ထားစီခြင်းနဲ့ okay လာပြီကျွန်တော်တို့ content creator နဲ့ပတ်သက်တာလာပြီဒီမှာ video content ရှိတယ်ကျွန်တော် video တစ်ပုဒ်လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့လုပ်ရတဲ့ video ရဲ့နော်ဘာရှိတယ်ပြောရမယ်ဆိုရင် quality ပေါ့ဗျာနော် quality ရှိမယ်ကွာနော် quality ရှိမယ်နောက်တစ်ခုကကြာကျွန်တော်တို့quantity ပေါ့နော် quantity ရှိမယ်နောက်တစ်ခုကကြာတော့အချိန်ပေါ့နော်တိုင်းပဲအဲ့တော့ quality ဆိုတာက view တစ်ပုဒ်ကအရေးအသွေးမှာကျွန်တော်ဘလို့ video quality လဲဆိုတော့ကျွန်တော်မိတ်ဆွေတို့ဟိုးရင်တစ်ခါတော့ရှင်းပြပြီနော် quality video ဆိုတာဘာလဲအဲ့တော့မိတ်ဆွေတို့တချို့ကထင်ကြတယ်ဒီလိုကင်မရာကောင်းစားနဲ့ video ကြည့်တောက်ရှင်းနေပြီးတော့ effect တွေနော်စာသားတွေဘာတွေအများကြီးနဲ့အမှန်ကန်ပေါ့ဗျာ video တွေထည့်ပြီးရိုက်ထားတဲ့ဟာမှာ quality လို့ခေါ်ခြင်းလဲခေါ်ပါဒါကတော့ကိုယ့်ဘာသာကိုယ်သဘောနဲ့ကိုပါအဲ့လို quality ရှိတဲ့ video တစ်ပုဒ်ဖြစ် quantity ဆိုတာကတော့ကျွန်တော်တို့အရေးအတွက်ကျွန်တော် content creator လုပ်တဲ့ဆိုတာကconsistency ရှိရတယ် consistency ရှိဖို့ကျွန်တော်နေ့စဉ်တစ်ပုဒ်တင်ပါလားတစ်ပတ်ကို3ပုဒ်တင်ပါလားအဲ့ဒီအရေးအတွက်ကိုလည်းကျွန်တော်တို့က maintain ထိန်းနိုင်ရမယ်ဟုတ်ပြီနော်အဲ့တော့ quantity ပေါ့နော်အရေးအတွက်အဲ့တော့နောက်တစ်ခုကအချိန်လာပြီကျွန်တော်တို့ကဝန်ထမ်းတယောက်ဆိုရင်ဗျာဝန်ထမ်းတယောက်က9 to 5အလုပ်လုပ်နေရတဲ့လူတယောက်ဖြစ်တဲ့အတွက်အချိန်ကန့်သက်ချက်ရှိတယ်ညနေ9နာရီကနေည10နာရီထိအဲ့ဒီမှာယောက်ျားရှိတယ်ဆိုမိန်းမရှိတယ်ဆိုရင်အိမ်မှုကိစ္စခလေးကိစ္စရှိမယ်ဟင်းချက်ရတာရှိမယ်အဝတ်လျှော်ရတာရှိမယ်မိဘနဲ့အချိန်ပေးရတာရှိမယ်ဗျာဆိုတော့အဲ့ဒီအချိန်ကလည်းကျွန်တော်တို့မှာ limitation ဖြစ်တယ်ဗျာဒီအချိန်လေးက limitation ရှိတယ်အဲ့တော့ကျွန်တော်တို့က quality content creator လုပ်ရမယ်ဆိုဒီ3ခုပေါ့နော်ဒီ3ခုနဲ့ပတ်သက်ပြီးကျွန်တော်တို့က adjust လုပ်ဖို့လိုတယ် okay အဲ့တော့ဒီနေရာမှာကျွန်တော်ဒီခေါင်းစဉ်ရဲ့အဓိကရွေချက်တည်အဲ့လိုကျွန်တော်တို့လိုမျိုး solo creator လုပ်တဲ့အခါမှာကျွန်တော်ကဒီ3ခုလုံး fair ဖြစ်အောင်တစ်ခုနဲ့တစ်ခု link မိအောင်လုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ short တင်တာ short ရမယ်ချတင်တာချတိုးတင်တာတိုးအဲ့ဒီဟာလေးကိုကျွန်တော်တို့က adjust လုပ်ဖို့လိုတယ်ဒါကကျွန်တော်အလကားပြောတာမဟုတ်ဘူးเนาะကျွန်တော်အတွေ့အကြုံအရပြောတာအခုမိတ်ဆွေတို့ကျွန်တော်အခုကိုယ်တိုင်လာပြီးတင်ဆက်နေတဲ့ဒီဗီဒီယိုဖိုင်မှာတီးဖြတ်တဲ့စကေးကိုပဲကြည့်လိုက်เนาะ okay ကျွန်တော်အဲ့ဒါပြီးမှပြောပြမယ်ဆိုတော့အရင်ဆုံးကျွန်တော် quality ရှိတဲ့ content လိုချင်တယ်ဗျာကျွန်တော်တီးဖြတ်မဲ့ဘာညာquality ရှိတဲ့ content လိုချင်တယ်ဆိုတော့မိတ်ဆွေတို့ scale လိုရတယ်ဗျာเนาะ scale လိုတယ် scale ကဘာလဲ editing scale လိုမယ်เนาะ editing เนาะ scale လိုမယ်ပြီးရင်ကျွန်တော်တို့ပိုကောင်းချင်တယ်ဆိုရင်ဖုန်းနဲ့เนาะဖုန်းကောင်းလိုမယ်သို့မဟုတ်ကျွန်တော်တို့ကွန်ပျူတာပေါ့ဗျာလိုလိမ့်မယ်အဲ့တော့ quality ရှိတဲ့ video တစ်ပုဒ်ဒါမျိုးလိုတယ်အဲ့ဒါမလိုပါ okay အဲ့တော့ quantity လာပြီအရေးအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့နေ့စဉ် video တစ်ပုဒ်တင်ကျင်တာလားအဲ့ဆိုကျွန်တော်တို့နေ့စဉ်တင်နိုင်ဖို့တော့ကျွန်တော်တို့ဟလာပို့ပြီးတော့ဒီကောင်းနေเนาะ quality ရှိတဲ့ content လုပ်ပြီးဆိုရင် quantity ရှိဖို့ဆိုရင်ကျွန်တော်တို့ပို့ပြီးတော့အားဆိုင်ရမယ်ပို့ပြီးအချိန်ပေးရမယ်เนาะဒီမှာတိုင်းရပါလာပြီတိုင်းရလကားမနေတော့ okay အဲ့တော့ကျွန်တော်တို့တနေ့တစ်ပုဒ်ပေါ့နော် daily တစ်ပုဒ်တင်မယ်ဆိုရင်ကျွန်တော်တို့က quality လည်းရှိကျင်တယ် quantity လည်းရှိကျင်တယ်ဆိုရင်ဒီတိုင်းက auto down သွားလိမ့်မယ်ဒီနှစ်ခုလုံးလိုချင်တယ်ဆိုရင်အချိန်ကနည်းသွားအဲ့တော့ကျွန်တော်တို့ကဒီမှာ9 to 5လုပ်နေတယ်ဗျာ9 to 5လုပ်နေတဲ့ solopreneur ကျွန်တော်တို့လိုမျိုးဝန်ထမ်းနေဆိုလို့ရှိရင်ကျွန်တော်တို့အချိန်မရဘူးဗျာအဲ့ဒါဆိုကျွန်တော်ဒီနှစ်ခုနဲ့တစ်ခုတော့ short မှရမယ်လေ okay အဲ့တော့ quantity ကို short မလား quality ကို short မလားမိတ်ဆွေတို့စဉ်းစားပါနော်မိတ်ဆွေတို့စဉ်းစားပါ okay အဲ့တော့ကျွန်တော်တို့ကအချိန်ရနေတယ်ဆိုလို့ရှိရင်တနေ့ကုန်အားနေတဲ့လူတယောက်ဆိုတော့ဒီနှစ်ခုအားထည့်လို့ရတယ်တနေ့ကုန်မအားတဲ့သူဆိုရင်ဒီနှစ်ခုကိုအားထည့်လို့မရတော့အဲ့တော့ကျွန်တော်တို့ကဒီ quality ဆိုတဲ့ဟာကို define လုပ်တဲ့အချိန်မှာစဉ်းစားမယ်အဲ့ဒါကျွန်တော်ခုနပြောတဲ့အရာပဲကျွန်တော်ခုမိတ်ဆွေတို့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးလာရှင်းပြနေတဲ့အချိန်မှာကျွန်တော်တီးဖြတ်တဲ့ဟာကနော်
ပြောရဆိုရင်အနည်းဆုံးဖြစ်အောင်တီးဖြတ်ပြီးမှလာပြီးတင်ဆက်ထားတာပါနော်ဂျားမှာစကားပြောလို့မှားတာရှိလို့အဖြတ်တောက်လေးရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်စာသားထိုးမယ်နော် logo တက်မယ်ပြီးရင် color လေးချိန်မယ်ပြီးရင် export ထုတ်မယ် video တင်မယ်အဲ့ဒီကြာချိန်ဒီနိုင်ဝက်ထပ်ပုံမကြအောင်ဒါပေမဲ့ကျွန်တော်ဒီမှာပြောနေတဲ့အကြောင်းအရာနော်ပြောနေတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ value ကတော့ကျွန်တော်မြင့်ထားတယ်အဲ့တော့ကျွန်တော်ပြောတဲ့ quality ဆိုအဲ့ဒါကိုပြောနေတာတီးဖြတ်တဲ့ editing ကိုတော့ကျွန်တော်နှိမ့်ထားတယ်ဒါပေမဲ့ပြောတဲ့အကြောင်းအရာကိုတော့ကျွန်တော်မြင့်ထားတယ်နော် value ပေါ့နော်တန်ဖိုးကိုကျွန်တော်မြင့်ထားတယ်အဲ့လိုမျိုးနဲ့ကျွန်တော် adjust လုပ်ထားတယ် okay အဲ့တော့ quality quantity ပေါ့နော်အရေးအတွက်လာပြီအရေးအတွက်ကကျွန်တော်တစ်နေ့တစ်ပုတ်တင်ပါလား yes ကျွန်တော်တစ်နေ့တစ်ပုတ်တင်ရမယ်တစ်နေ့တစ်ပုတ်တင်မယ်ဆိုလို့ရှိရင်ဒီ quantity တစ်နေ့တစ်ပုတ်တင်နိုင်အောင်ခုနပြောတဲ့ဒီကောင်ကိုကျွန်တော်နော် adjust လုပ်လိုက်တာနဲ့ဒီကောင်တစ်နေ့တစ်ပုတ်ကျွန်တော်တင်နိုင်သွားပြီအဲ့တော့ကျွန်တော်တစ်ရက်ကို2ပုတ်လောက်တောင်ရိုက်လို့ရတယ်အခုကျွန်တော်ပြောနေတဲ့ဒီဗီဒီယိုရိုက်ပြီဆိုရင်ကျွန်တော်နောက် section တစ်ခုထပ်ပြီးတော့ကားကျဆွဲမယ် live ထပ်ရိုက်မယ်အဲ့ဒါရိုက်ရှင်းနေကျွန်တော်နိုင်ဝက်လောက်ကြာမယ်အဲ့တော့အားလုံးမဗီဒီယိုတိဖြတ်ရင်ဗျာ upload တင်ပြီးတဲ့အချိန်ကျွန်တော်အနည်းဆုံး1နာရီခွဲလောက်ကြာလိမ့်မယ်ဒါဆိုရင်ကျွန်တော်ရဲ့တစ်ရက်ကို2နာရီအချိန်ပေးတာနဲ့ကျွန်တော်ဗီဒီယို2ပုတ်2ရက်စာရပြီဒါဒီကျွန်တော်တို့ဒီ adjustment quality နဲ့ quantity adjustment ကိုလုပ်ချင်းဖြစ်ပါတယ် okay အဲ့တော့ဒီမှာတိုင်းကကျွန်တော်တို့ okay သွားပြီเนาะမီးစိမ်းပြသွားပြီတစ်ရက်ကို2 hour ပေးလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီ quality လည်းရှိရမယ် quantity လည်းရှိရမယ်အဲ့တော့အဲ့စနစ်ကိုကျွန်တော်ကပြောရမယ်ဆိုဒီ A1 class မှာသင်ထားတာเนาะ A1 class ကိုတက်တဲ့သူအဲ့စနစ်ကိုရမယ်ဒါဒီကျွန်တော်တို့ solo creator လုပ်မဲ့သူတွေ solo ဖန်တီးမဲ့သူတွေအတွက်ကျွန်တော်အဲ့စနစ်ကိုသင်ပေးထားတာဟုတ်ပြီနော်ဒီတော့ကျွန်တော်ဒါပြန်ပြောရမယ်ဆိုရင်2 not 3ဆိုတဲ့ idea ကဒါလေးကိုပြောချင်တာပါဒါကြောင့်ကိုကဗီဒီယိုဖန်တီးပြီဆိုလို့ရှိရင်ကျွန်တော်တို့တချို့ကမကြည်မနှက်ဖြစ်ကြတယ်ဟာငါဗီဒီယိုကတော့ရိုးရှင်းပြီးတော့ငါပြောတဲ့အကြောင်းအရာတွေကရိုးရှင်းနေတယ်အဲ့တော့သူများတွေကြည့်လိုက်လို့ရှိရင်အရန်ဖြတ်တာတောက်တာတွေနဲ့အရန် scale မြင့်တယ်ပေါ့နော်အရန်ကောင်းတယ်သူများနဲ့သွားမရှင်ပါနဲ့ကိုယ့်ရဲ့ ecosystem ကိုယ့်ရဲ့အားလက်တဲ့အချိန်ကိုရရှိတဲ့အချိန်ကိုဖြစ်နေတဲ့ဒီ variable တွေကိုကိုယ်တိုင်တွက်ပြီးတော့ကိုနဲ့ကြိုက်တဲ့ content ကိုဖန်တီးပါသူများလုံတိုင်းလိုက်လို့ဆရာမလို့ဒါကိုကျွန်တော်အခုဒီကနေ message ပေးချင်တာအဲ့တော့ကျွန်တော်အခုသင်ပေးတယ်ဆိုတာကိုယ်ပိုင် ecosystem ကိုကိုယ့်အကူတိဆောက်အောင်သင်ပေးတာကျွန်တော်လည်းကျွန်တော်ရဲ့ကိုယ်ပိုင် ecosystem ကျွန်တော်ပြောနေတာပါအဲ့တော့ဒါသည်ကျွန်တော် solo creator တွေကြောက်ကိုပြောတာဖြစ်ပါတယ်အကယ်၍ solo creator မဟုတ်တော့ကျွန်တော်တို့က crew တွေပါလာပြီเนาะ crew တွေပါလာပြီအဲ့တော့ host တယောက်ရှိမယ် host ပြီးရင်ကျွန်တော်တို့ editor တယောက်ရှိမယ်เนาะပြီးရင်ကျွန်တော်တို့ဒီမှာ messenger မှာ admin ရှိမယ်အဲ့တော့သူ့လို့ရင်ဗျာကျွန်တော်တို့ကတရက်ကိုဒီ quality တိုင်းရယ် quantity ရယ် quality ရယ်သုံးခုလုံးကျွန်တော်တို့ကမြင့်လို့ရပြီအဲ့တော့တရက်ကိုကျွန်တော်2ပုတ်လည်းဖြစ်မယ်3ပုတ်လည်းဖြစ်သွားလိမ့်မယ်ဒီကောင်တက်လာလိမ့်မယ်ဒါပေမဲ့သူ့မှာလည်းဗာလဲဆိုရင်ဒီဟို editor ရယ် messenger admin တွေအတွက်သူတို့အကုန်ကြားစစ်ကုန်လိမ့်မယ်เนาะဒါက crew member နဲ့လောက်လာပြီဆိုရင်ဒီလိုဖြစ်သွားလိမ့်မယ်ဒါမှလည်းသူ့ဟာသူ apply သူ့ဟာသူရှိပြီးသားပဲဗျာကျွန်တော်တို့ကငွေပေါ့နော်တခြားကိုယ့်ရဲ့အချိန်ပေါ့နော်အချိန်ကိုဒီမှာဝယ်လိုက်တာပေါ့ဗျာပတ်စံတယ်ဒီ time ကိုကျွန်တော်တို့ကပတ်စံနဲ့ဝယ်လိုက်တာအဲ့တော့ကျွန်တော်တို့က solo creator အခုမှပေါက်စနာတယ်ဆိုရင်ကျွန်တော်မဝယ်နိုင်ဘူးလေဗျာကိုယ့်ဟာကိုယ်ပဲအရင်ဆုံးရင်းနှီးရတာကျွန်တော်တို့အရင်ဆုံးဒီမှာ scale เนาะ editing scale diffusion scale basic တွေကိုနားလည်အောင်လုပ်ပြီး quality content ဆိုတာကိုနားလည်အောင်လုပ်ပြီးကျွန်တော် value ကိုဘယ်လိုပေးမလဲဆိုတော့နားလည်အောင်လုပ်ပြီးကျွန်တော်တို့ကအရေးအတွက်ကိုစဉ်းစားတရက်တစ်ပုတ်တင်ပါလားเนาะဒါမှမဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့က time ကိုအရင်ဆုံးကြည့်ရတယ်တရက်ကိုငါအချိန်ဘယ်လောက်ပေးနိုင်တယ်လဲ1နာရီလား2နာရီလား5နာရီလားဒီပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဒီဘက်က2ကောင်လိုက်ပြီးတော့ adjustment လုပ်အဲ့ဒါကိုသိပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကိုဖြည့်ရမယ် scale ကိုဘာထပ်တိုးပြီးဖြည့်တင်လဲ editing ကိုငါပိုကောင်းအောင်ဖြည့်တင်လားဒါမှမဟုတ်ကျွန်တော်တို့ဒီလေ့လာခြင်းကို investment ငါရဲ့အုံနှောက်ကြီးကို update လုပ်တင်သလားငါဘာလေ့လာတယ်ဒါစဉ်းစားအဲ့ဒါမှကျွန်တော်တို့ဒီ video content creator တယောက်အနေနဲ့ online မှာကျွန်တော်တို့လူတွေမြင်နေမှာဖြစ်တယ်လူမြင်မှကျွန်တော်တို့ကိုအရင်ဆုံးစိတ်ဝင်စားမယ်စိတ်ဝင်စားရင်မှလက်ခံတယ်ဆိုရင်သဘောကျမှာသဘောကျပြီးကျွန်တော်တို့ကိုချစ်မယ်ချစ်ပြီးကျွန်တော်တို့ယုံမယ်ယုံမိပါဖြစ်လေခင်ဗျားတို့လိုချင်နေတဲ့ဒေါ်လာဖြစ်လာဖို့ access တွေတိဆောက်လို့ရပြီ access ဆိုတာကျွန်တော်ပတ်စံရှာပေးတဲ့အရာ digital access ဆိုတာကျွန်တော်တို့ online မှာရှိနေတဲ့ကျွန်တော်တို့ရဲ့ဒီ channel တွေเนาะ channel တွေကို access digital access လို့ခေါ်တယ် channel ကလည်း access ထဲမှာပါတယ်အဲ့တော့
ဒီဟာလေးကိုမိတ်ဆွေတို့ဒါနားလည်မယ်ထင်ပါတယ်အဲ့တော့ကိုဖန်တီးနေရတာကိုယ့်ရဲ့ဟာနဲ့ကိုယ့်ဟာကိုကိုက်ညီအောင်ကျွန်တော်တို့ဖန်တီးဖို့လိုတယ်ဒါဒီကျွန်တော်ရဲ့သင်တန်းထဲမှာသင်ပေးထားတဲ့အရာတစ်ခုကိုထုတ်လုပ်ပြီးတော့လာပြီးရှင်းပြပေးတာပါအဲ့တော့ဒါတွေသိချင်တယ် content creator ဖြစ်နေတယ်ဆိုရင်ကျွန်တော် AOM class ကိုလာတက်ဖို့အကြံပေးခြင်းတယ်เนาะ option တစ်ခုပေးထားတယ်ပတ်စံမတက်နိုင်တဲ့သူတွေကတော့ skill သိမယ် setting တွေသိမယ်ဒါမျိုးတွေဖြစ်ပါတယ် mindset အနေချင်းရမယ်ပေါ့ဗျာเนาะအဲ့တော့နောက်ထပ် option premium ကတော့ဒါမျိုး mindset တွေရမယ်အမေးဖြေတွေလည်းရမယ်တစ်နှစ်လည်းကိုချင်း group ကိုချင်းရနိုင်မယ်ပြီးတော့ support လည်းရနိုင်မှာပေါ့เนาะ customer support တွေအဲ့တော့လောက်ပါပဲမိတ်ဆွေတို့ဒါအကျိုးရှိတယ်ဆိုရင် share ပေးလို့ရပါတယ်တခြားသူတွေလည်းသိအောင်လို့ share is caring ဖြစ်ပါတယ်ဒီလောက်ပါပဲကျွန်တော်ဒေါက်တာဟဲ့ပါ content creator coach ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ဘဝမှာ content ဖန်တီးရင်းနဲ့အသက်မွေးဝင်ခြင်းတဲ့သူတွေအတွက် skill ရော mindset ကိုသင်ပေးနေတဲ့ဆရာတော်ဖြစ်ပါတယ် Hello see you